ဟုတ်ကဲ့ကျမတို့ gas အခဲကိုဘူးသွတ်ပြီးတော့ထားတဲ့အခါမှာဘူးသွတ်တဲ့အခါရယ်ထားတဲ့အခါရယ်နောက်တစ်ခါဘူးကွန်ဝယ်တဲ့အခါရယ်မှာတတိထားစရာလေးတွေပေါ့ဘူးကွန်ဝယ်တဲ့အခါမှာကျမတို့ဒီဘူးဝလေးကိုအနည်းဆုံး1တလက်မလောက်ရှိတဲ့ဘူးဝလေးပေါ့နော်တလက်မလောက်ရှိတဲ့ဘူးဝလေးကိုသုံးပေးပါပြီးတဲ့ခါကြလို့ရှိရင်ဒီလို steam ဘူးတွေဆိုလို့ရှိရင်သူတို့ကထိတ်အပေါက်ကတလက်မကန်ရှိပါတယ်ဒါမှသာကျမတို့က gas ခဲသုံးတဲ့အခါမှာကျမတို့ထည့်လို့ရမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ gas အခဲထည့်တဲ့အခါမှာလည်းအလျင်မြန်ထည့်ပြီးတော့အဖုံးကိုတစ်ခါလေးကင်ထားပြီးထည့်ပိတ်ဖို့လိုပါတယ်ပြီးတဲ့အခါမှာလည်းဒီ gas ခဲထည့်ပြီးတော့ပိတ်ပြီးတဲ့အခါမှာလည်းဒီဘူးကိုလုံးဝလှုပ်เสียမလို့တော့ဘူးသူ့ကိုငြိမ်တဲ့နေရာမှာတစ်ခါလေးထားတစ်ခါလေးသိမ့်မယ်အရွှေ့ပြောင်းမှာတိမ်မှုတည်ယူမယ်ပေါ့နော်ဒါလေးတွေကိုထပ်ပြောတာပါဘူးဝကျဲရမယ် gas ခဲထည့်ပြီးတဲ့အခါမှာဖုံးကိုအမြန်ပိတ်ရမယ်လုံးဝအချိန်ကြာလို့မရဘူးအဲ့အချိန်မှာခုနလိုပဲမြုပ်တွေတက်လာပြီးတော့ကုန်ဝေကြကုန်မယ်မိမိအချိုရည်က waste ဖြစ်သွားမယ်ပေါ့နော်ပြီးတဲ့အခါမှာဒီဘူးကိုတည်ငြိမ်တဲ့နေရာမှာတညအိတ်ထားရမယ်ပေါ့8နာရီဆိုလို့ရှိရင်တော့တောက်သုံးလို့ရပါပြီဒါပေမဲ့တညအိတ်ထားမှသာပို့ပြီးတော့တေးကြပါတယ် gas တွေကပြော gas ခဲကမိမိတို့နေလှမ်းထားလို့အရန်6တွေ့နေလို့ရှိရင်ခါတလေ2ရက်လောက်နေမှဒီဘူးထဲမှာအရေးပျော်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်ဘူးအောက်ခြေမှာ gas ခဲလေးတွေရှိနေတယ်2ရက်လောက်နေမှအရေးပျော်သွားတာဖြစ်တယ်ဒါတဘာဝပါဘာလို့လဲဆိုတော့ခါကြောက်ရှင်အညာဒေတာလိုမျိုးနေရာတွေမှာနေရမ်းပူတယ်ပူလို့ရှိရင် gas ခဲလေးတွေလှမ်းထားတာကအရန်ကြေသွားအရန်ကျွတ်ပြီးတော့မာသွားတယ်အဲ့ဒါဆိုရင်သူတော်တော်နဲ့ဒီဘူးထဲမှာနင်းပေါ့ဒိုင်လူဖြစ်မသွားဘူးပျော်ဝင်မသွားဘူးပေါ့အဲဒီခါကျရင်သူက24နာရီ48နာရီကြာသွားတာမျိုးတရက်နေ့ကြာသွားတာမျိုးရှိတယ်ဒါတဘာဝပါစိတ်ပူကြမလို့เนาะပြီးတဲ့ခါငြိမ်အောင်ထားရမယ်เนาะပြီးတဲ့ခါမှာဒီလိုနီးပညာနဲ့ထုတ်လုပ်တာဟာအောင်မြင်ပြီးတော့ရောင်းကောင်းကြပါစေเนาะပြီးရင်ကျမတို့ဒီ gas ထည့်တဲ့ခါမှာလျင်မြန်ဖို့နဲ့ညံကူပြီးတော့လျင်မြန်တဲ့နီးလန်းတွေလည်းသုံးဆွဲနိုင်ကြပါစေအခုဆိုရင်ဒီ gas ခဲလေးကိုထည့်မယ်เนาะဒီ gas ခဲလေးကိုကျမတို့ 3.5 เนาะ3.5 ပေါ့ဒီအကြီးက3.5အသေးက1ဆိုတော့ကျွန်တော်တို့3.5 gas scale လေးထည့်မယ်သူ့ထည့်ရနော်နောက်သူ့ထည့်ရနော်နောက်မှာဖုံးအမြန်ပိတ်တယ်နော်ဟောတက်လာပြီသူအဲ့မှာကိုကအမြန်ပိတ်လိုက်ပြီလေးလုံးသွားပြီသူ့အမြုပ်ကငြိမ်သွားပြီโอเคသူ့အမြုပ်ကငြိမ်သွားပြီပြီးအငြိမ်လေးသူ့ကိုထားလိုက်တော့မယ်သူ့အငြိမ်လေးထားလိုက်တော့မယ်ပြီးပြီနော်ပြီးတဲ့ခါမှာဈေးကွက်တင်ရောင်းချရန်ဆင်သင့်ပါ8နာရီဆိုတောက်လို့ရပါပြီဖွင့်တဲ့ခါမှာမိမိတို့နီးပညာမှန်တယ်ဆိုလို့ရှိရင်သူကအမြုပ်တွေဖွင့်လိုက်တာနဲ့ထွက်လာမယ်ချိုရည်ရတာရှတ်တမယ်ဒါပေမဲ့ခါတလေကြလို့ရှိရင်ဒီအမြုပ်တွေမထွက်တာမရှတ်တတာဖြစ်တယ်ဆိုလို့ရှိရင်မိမိတို့ကဒီနီးပညာမှန်ကန်အောင်2ကြိမ်3ကြိမ်လောက်ပေါ့မှန်ကန်အောင်ကိုကချွေကြိုတာမှာပြဿနာမရှိဘူး gas ခဲနေလန်းတာနဲ့ gas ခဲဆက်တာ formula ဆက်တာနဲ့ကျမတို့ဒီဘူးသွတ်တဲ့အချိန်အငိမ်ထားတာလေးတွေကိုပြန်ပြီးတော့ view စိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီ gas ချွေအောင်မြင်စွာဖြစ်သွားပါပြီရှင်ဆက်ကြီးသမားများကလည်းဆက်ကြီးတွေတုံးပြီးတော့အောင်မြင်နိုင်ကြပါစေဆက်ကြီးနည်းပညာလည်းပေးထားပါတယ်เนาะအားလုံးပဲဆက်ကြီး formula group မှာပေးထားပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေရှင် gas ချွေအောင်မြင်စွာထုတ်လုပ်နိုင်ကြပါစေ